ကောင်းတဲ့တိုင်းမှာတော့ဘရော်နီကာနဲ့ရှီယာကွမ်ကိုပွဲထုတ်ထားတဲ့ဝမ်ချန်ပီယံရှစ်အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ Sport Crazy Channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဟုတ်ရဲ့ပါချွေးသားကြီးရဲ့လာမယ့်တော့ရနေ့ည1 Friday Fight 147ပြောင်းပွဲမှာမြန်မာကောင်ဆောင်လာဝိတ်မဲ့ဘရော်နီကာတွေရ Israel Fighter ရှီယာကွမ်နဲ့ရှင်မြန်ကစားရတော့မှဖြစ်ပါတယ်ဝမ်ချန်ပီယံရှစ်ကတော့ဘရော်နီကာနဲ့ရှီယာကွမ်တို့တွဲဆိုင်ကိုလည်းအဓိကခေါင်းတွဲဆိုင်မှာတော့ပွဲထုတ်ထားတာဖြစ်ပါတယ်မြန်မာလာဝိတ်မဲ့ဘရော်နီကာနဲ့ Israel Fighter ရှီယာကွမ်တို့ကအရန်ဝိတ်125ပေါင်ထဲမှာဝေဟန်ပွဲတစ်ပွဲရှင်မြန်ကစားကြမှာဖြစ်ပါတယ်Israel Fighter မှာလည်းရှီယာကွမ်ကတော့မြန်မာပြည်သားတွေကိုလည်းသူ့ကိုအားပေးကြပါအောင်ဆိုပြီးမြေတားရက်ခံထားခဲ့တာပါဒါကြောင့်မြန်မာပြည်သားတွေအတွက်ကတော့အရင်ဘွဲတွေထက်ဒီဘဲကပိုပြီးစိတ်လှုပ်ရှားစရာကောင်းမှလည်းအမှန်ပဲဖြစ်ပါတယ်အဲဒီဘဲကတော့မြန်မာပြည်သားထိုင်းပြည်သားနဲ့နိုင်ငံတကာပြည်သားတွေကလည်း7 days စောင့်ကြည့်သွားကြမှာပါဒါအပြင်မွေထိုင်းသမီဖိုက်တာရော့ထန်ကလည်းဘရော်နီကာနဲ့ရှီယာကွမ်တို့တွဲဆိုင်က7 သားစရာအကောင်းဆုံးတွဲဆိုင်ဆိုပြီးပြောကြားထားခဲ့တာဖြစ်ပါတယ်ဒါကြောင့်လဲဝမ်ချန်ပီယံရှစ်ကအားလုံး7 သားမဲ့သီးလို့အဓိကခေါင်းတွဲဆိုင်မှာတော့ပွဲထုတ်ထားတာဖြစ်ပါတယ်ပြည်သားတွေကြားတွဲဆိုင်တစ်ခုဖြစ်သလိုဖိုင်ယာနေအောင်ဆောင်ကလည်းဒေးကျဲဖိုင်ယာနေအောင်ဖြစ်လို့ပြန်ဆိုင်မှုပြင်းထန်ကြမှာလည်းသိချပါတယ်Israel Fighter မှာလည်းရှီယာကွမ်ကတော့ဝမ်ချန်ပီယံရှစ်မှာ3 ပွဲကစားထားပြီး3 ပွဲစလုံးနိုင်ရရှိထားခဲ့သလိုချန်ပီယံစင်ကောင်းဝင်းအောင်ရရှိထားခဲ့တာဖြစ်ပါတယ်ဘရော်နီကာကတော့ဝမ်ချန်ပီယံရှစ်3 ပွဲကစားပြီးမှနောက်ပွဲနိုင်တစ်ပွဲရှုံးဆိုတဲ့ရလက်ကောင်ပိုင်ဆိုင်ထားခဲ့ပါတယ်ဒီပွဲမှာနိုင်ရမယ့်သူကချန်ပီယံစင်ကောင်းဝင်းရဖို့လည်းတေချာသလောက်ပါပဲဒါကြောင့်လည်းအော်ရာဂျီချယ်ရီကဒရိုနီယာကိုခွင့်ရပေးရင်လို့လည်းအခုလိုတွဲဆိုင်ဖန်တီးပေးခဲ့တာပါကျွန်တော်ရဲ့ပြည်သားတွေအနေနဲ့လာမယ့်သောကြာနေ့ည1 Friday Fight 147ပြောင်းပွဲရဲ့ဘရော်နီကာနဲ့ရှီယာကွမ်တို့ပွဲမှာဘယ်သူနိုင်ရရှိသွားမလဲဆိုတာကိုလည်းခံမှန်းသွားခဲ့ကြပါဦး